ပြီးခဲ့တဲ့အပိုင်းမှာကျွန်တော်တို့အမေရိကန်ရဲ့ပုဂ္ဂလိကစစ်တပ် Blackwater အကြောင်းနဲ့စစ်ပွဲတွေထဲကဘီလီယံချီတဲ့စီးပွားရေးအမြတ်အစွန်းတွေအကြောင်းကိုပြောခဲ့ပြီးပါပြီ။ဒါပေမဲ့အနောက်အုပ်စုကဒီလိုပုဂ္ဂလိကစစ်တပ်တွေကိုစီးပွားရေးမျက်နှာစာတစ်ခုအနေနဲ့အသုံးချနေချိန်မှာကမ္ဘာအရှေ့ဘက်ခြမ်းကရုရှားနိုင်ငံမှာလည်းကိုယ်ပိုင်ကြေးစားတပ်ဖွဲ့တွေရှိနေပါသေးတယ်။ဒီတပ်ဖွဲ့တွေဟာသူ့ကိုမွေးမြူခဲ့တဲ့အစိုးရတစ်ခုလုံးကိုပါပြန်လည်ချင်းချောက်ခဲ့တဲ့ပုဂ္ဂလိကစစ်တပ်တစ်ခုဖြစ်ပါတယ်။အဲ့ဒါကတော့ရုရှားရဲ့ဝါဂနာဂရုပါပဲ။ရုရှားနိုင်ငံရဲ့ဥပဒေအရပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီတည်ထောင်ခွင့်ကိုတရားဝင်ပိတ်ပင်ထားပါတယ်။ဒါပေမဲ့ဒါဟာစာရွက်ပေါ်ကဥပဒေသားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်လက်တွေ့မှာရုရှားအစိုးရဟာသူတို့တရားဝင်မပါခြင်းနဲ့လျှို့ဝှက်စစ်ဆင်ရေးတွေလုပ်ဖို့ဝါဂနာဆိုတဲ့အဖွဲ့ကို2014ခုနှစ်မှာစတင်မွေးဖွားပေးခဲ့လို့ပါပဲ။ဒီအဖွဲ့ကိုရုရှားစစ်ဘက်ထောက်လှမ်းရေးအထူးတပ်ဖွဲ့ဝင်ဟောင်းဒီမီထရီဥကင်ကစစ်ရေးအရစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။သူရဲ့စစ်တွင်းခုတ်နှိမ်ဖြစ်တဲ့ဝါဂနာကိုအဆွဲပြုပြီးဝါဂနာတပ်ဖွဲ့လို့နာမည်ပေးခဲ့တာပါ။အစပိုင်းမှာတော့အင်အား250ကနေ1000ဝန်းကျင်ပဲရှိတဲ့အထူးတပ်ဖွဲ့ငယ်လေးအဖြစ်နဲ့စတင်ခဲ့တာပါ။ဒီအဖွဲ့ကိုရုရှားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေစစ်မှုထမ်းဟောင်းတွေနဲ့ဖွဲ့စည်းထားပြီးမြေပြင်တိုက်ခိုက်ရေးပိုင်းမှာအထူးကျွမ်းကျင်ကြပါတယ်။စဖွဲ့ကာစမှာပေါ်ပါတဲ့ခြေလင်းစစ်တီသုံးလက်နက်ငယ်တွေအော်တိုရိုင်ဖယ်တွေတန်ကြက်ကာအပေါ့စားတွေနဲ့ပဲစခဲ့တာပါ။ဒါပေမဲ့သူတို့ကိုနောက်ွယ်ကနေရုရှားကာကွယ်ရေးဝန်ကြီးဌာနကတိုက်ရိုက်လက်နက်ထောက်ပံ့ပေးထားတာကြောင့်နောက်ပိုင်းမှာတင်ကားတွေအမြောက်ကြီးတွေလေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ကိုယ်ပိုင်တိုက်လေရင်ရဟတ်ယာဉ်တွေအထိပိုင်ဆိုင်တဲ့စစ်တပ်အသေးစားတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီအဖွဲ့ရဲ့နောက်ွယ်ကတကယ်ကြိုးကင်သူအစကတည်းကလျှို့ဝှက်ငွေကြေးစိုက်ထုတ်ပေးခဲ့တဲ့တထေးကြီးအမိကတော့ Yevgeny Prigozhin ပဲဖြစ်ပါတယ်။ဒီနေရာမှာ Prigozhin အကြောင်းကိုအနည်းငယ်ရှင်းပြပေးဖို့လိုပါမယ်။သူဟာလူငယ်ဘဝ1980ပြည့်လွန်နှစ်တွေတုန်းကခိုးမှုဓမြမှုလူလိမ်မှုတွေနဲ့ရုရှားအကျဉ်းထောင်ထဲမှာ9နှစ်နီးပါးထောင်ကျခဲ့ပူးပါတယ်။ထောင်ကလွတ်လာပြီးတဲ့နောက်လမ်းဘေးမှာဟော်တော်လက်ရောင်းရကနေအစင်းမြင့်စားတောက်ကုန်လုပ်ငန်းစားတောက်ဆိုင်လုပ်ငန်းတွေအထိအောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ဒီလိုတစ်ဆင့်ချင်းစီကနေရုရှားရဲ့အထက်တန်းလွှာတွေကနေတစ်ဆင့်ခရမ်မလင်နန်းတော်နဲ့အဆက်အသွယ်ရတဲ့အထိခက်မြက်မြန်ထိုးတက်လာခဲ့ပါတယ်။နောက်ပိုင်းမှာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အစားအသောက်အခန့်ပွဲတွေကိုပါတာဝန်ယူရတဲ့အထိအနီးကပ်လူယုံဖြစ်လာလို့ပူတင်ရဲ့စဖို့မှုလို့လူသိများလာခဲ့ပါတယ်။ဝါဂနာအဖွဲ့ကို2014ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ကပရီဂေါဇင်ဟာအဓိကအခမ်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ဒါပေမဲ့သူကစစ်သားမဟုတ်တဲ့အတွက်စစ်စင်ရေးတွေကိုဝင်မစွတ်ဖက်ပဲဝါဂနာအတွက်လိုအပ်တဲ့ငွေကြေးလက်နက်စစ်ဝတ်စုံနဲ့လစာတွေကိုနောက်ွယ်ကနေလျှို့ဝှက်ဆက်ထုတ်ပေးခဲ့တာပါ။အဲဒီကာလတုန်းကသူဟာဒီအဖွဲ့နဲ့ပတ်သက်မှုမရှိပါဘူးလို့ညှင်းဆိုခဲ့ပူးပါတယ်။ဒါပေမဲ့2022ခုနှစ်မှာတော့ရုရှားအကျဉ်းထောင်တွေထဲဝင်ပြီးရာဇဝတ်သားတွေကိုစစ်ထဲဝင်မှုစီးရုံနေတဲ့ဗီဒီယိုဖိုင်ပေါက်ကြားသွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာပရီဂေါဇင်ကသူဟာဝါဂနာဖွဲ့ရဲ့တည်ထောင်သူခေါင်းဆောင်ဖြစ်ပါတယ်ဆိုတာကိုတရားဝင်ဝန်ခံလိုက်ပါတော့တယ်။ဝါဂနာအဖွဲ့အကြောင်းကိုပြန်ဆက်ရအောင်ပါ။ဝါဂနာအဖွဲ့ဟာရုရှားအစိုးရရဲ့လျှို့ဝှက်ဓာတ်အဖြစ်ကမ္ဘာနေရာအနှံ့မှာခြေဆန့်ခဲ့ပါတယ်။ဒီအဖွဲ့ရဲ့ဇလံက2014ခုနှစ်မှာယူကရိန်းပိုင်နဲ့ခရိုင်းမီးယားကျွန်းဆွယ်ကိုသွေးမထွက်ပဲဝင်ရောက်သိမ်းပိုက်ရာကနေစတင်ပါဝင်ခဲ့တာပါ။အဲဒီတော့ကဒီကျူးကျော်မှုကိုစစ်ကြညာခြင်းမရှိတဲ့ဗဟိနိစစ်ပွဲလို့ခေါ်ခဲ့ပါတယ်။2014ခုနှစ်ဖေဖော်ဝါရီလမှာခရိုင်းမီးယားတွေကအစိုးရရုံးတွေနဲ့လေဆိပ်တွေကိုလက်မောင်းဘတ်တစိတ်နိုင်ငံအလံတစိတ်ဘာမှမပါတဲ့စစ်ဝတ်စုံဝတ်ထားတဲ့လက်နက်ကင်တွေကဝင်ရောက်နေရာယူခဲ့ပါတယ်။အဲဒီနောက်ယူကရိန်းတပ်တွေကိုပိတ်ဆို့ပြီးတနက်တစ်ချက်တောင်မဖောက်လိုက်ရပဲခရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။တကယ်တော့အဲ့ဒီစစ်ဝတ်စုံဝတ်ထားတဲ့လူတစုဟာဝါဂနာအဖွဲ့နဲ့ရုရှားအထူးတပ်ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာအချိန်တစ်လတာကြာမြင့်ခဲ့ပြီးမတ်လ18ရက်နေ့မှာတော့ရုရှားကခရိုင်းမီးယားကိုသူ့ပိုင်တဲ့အဖြစ်တရားဝင်ကြေညာလိုက်ပါတယ်။ဒီသိမ်းပိုက်မှုကိုကမ္ဘာကုလသမဂ္ဂနဲ့အနောက်နိုင်ငံတွေကလက်မခံပဲကန့်ကွက်ခဲ့ပေမဲ့လက်ရှိအချိန်ထိခရိုင်းမီးယားဒေသတစ်ခုလုံးကိုရုရှားကအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ပါတယ်။အဲဒီနောက်ဝါဂနာအဖွဲ့ဟာနောက်ခြေလှမ်းတစ်ခုအဖြစ်ဆီးရီးယားကိုခြေဆန့်ခဲ့ပြန်ပါတယ်။ဆီးရီးယားနိုင်ငံမှာရခိုင်သမ္မတဟောင်းအာဆတ်အစိုးရကိုပြုတ်မကြအောင်ကူညီပေးခဲ့ပူးပါတယ်။ဒီလိုကူညီပေးရမှုအတွက်လည်းရေနံနဲ့ဂတ်စ်တွင်းတွေကနေ
25ရာခိုင်နှုန်းအမြတ်ခွဲဝေခွင့် contract တွေယူခဲ့ပါတယ်။ဒါအပြင်အာဖရိကတိုက်ကလစ်ဗျာမာလီနဲ့ဗဟိုအာဖရိကနိုင်ငံတွေမှာလည်းအာဏာသိမ်းစစ်အစိုးရတွေကိုကာကွယ်ပေးတာတွေလုပ်ခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ရွှေတွင်းစိန်တွင်းလုပ်ပိုင်ခွင့်တွေကိုပြန်လည်ရယူပါတယ်။အဲဒီကနေခရမ်လင်နန်းတော်တဲ့အထိဒေါ်လာဘီလီယံချီတန်တဲ့ရွှေတွေကိုမှောင်ခိုသွင်းပေးခဲ့ပါတယ်။ဝဂနာအဖွဲ့ရဲ့တွားလျာမှာစစ်ရာဇဝမှုတွေတွဲပါလာတတ်ပါတယ်။လူပြောများတဲ့အချက်ကမာလီနိုင်ငံမူရာဂျေရာမှာအရသာ300ကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့ UN မှာမှတ်တမ်းရှိနေတာပါ။သူတို့အဖွဲ့ကနေထွက်ပြေးဖို့ကြိုးစားတဲ့ဝဂနာစစ်သားတအူးကိုလည်းဆောက်လုပ်ရေးသုံးတူနဲ့ခေါင်းကိုရိုက်တက်တဲ့ဗီဒီယိုကိုဆိုရှယ်မီဒီယာပေါ်တမင်တင်ခဲ့ပါသေးတယ်။အဲဒီနောက်2022ခုနှစ်မှာရုရှားကယူကရိန်းကိုဝင်တိုက်တော့ဝဂနာအဖွဲ့တွေလည်းပါဝင်ခဲ့ပြန်ပါတယ်။အဲ့ဒီစစ်ပွဲမှာဝဂနာတပ်ဖွဲ့ဝင်တွေအကြအဆုံးများခဲ့ပါတယ်။ဒါကြောင့်ပဲဒီအဖွဲ့ဟာတိုက်ပွဲဝင်စစ်တီအင်အားလိုအပ်ချက်ကိုမရရတဲ့နည်းနဲ့ပြန်ဖြည့်ဆည်းဖို့ကြိုးစားရပါတော့တယ်။2022ခုနှစ်နှစ်လယ်ပိုင်းမှာဝဂနာအဖွဲ့ဟာရုရှားနိုင်ငံတွင်းကအကျဉ်းထောင်တွေထဲကနေလူတက်မှုဓမြမှုတွေနဲ့ထောင်ဒဏ်10စုနှစ်ချီကြာခံနေရတဲ့ရာဇဝတ်သားတွေကိုစစ်ထဲဝင်မှုစီယုံခဲ့ပါတယ်။သူတို့ပေးတဲ့ကလန့်ချက်တွေကရွှေရှင်းပါတယ်။ရှေ့တန်းမှာ6လကြာအောင်မသေးပဲတိုက်ပွဲဝင်နိုင်ရင်ထောင်ဒဏ်တွေအကုန်လုံးကိုလူငင်းချက်နှောင်ခွင့်ပေးမယ်ဆိုတဲ့ကလန့်ချက်ပါပဲ။ဒီလိုနဲ့ပဲတိုက်ပွဲဝင်အင်အား9000နီးပါးအထိစုဆောင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းစစ်ပွဲစပြီးတစ်နှစ်ခွဲကျော်အတွင်းမှာဝဂနာတပ်ဖွဲ့ဟာဇက်တိုက်အကြအဆုံးများခဲ့ပါတယ်။ Вот это вот парни ЧВК «Вагнер», которые погибли сегодня. Еще кровь свежая. А теперь слушайте меня, сука, блядь. Это чьи-то, блядь, отцы и чьи-то сыновья. И те, которые не дают нам боеприпасы, сука, будут в аду жрать их потроха, блядь. У нас нехватка боеприпасов. 70%! Шойгу! Герасимов! Где боеприпасы? Посмотрите на них, Если вы даете норму боеприпасов, их в 5 раз меньше. Они пришли сюда добровольцами и умирают за то, чтобы вы жировали в своих кабинетах с красным деревом. ပရီဂေါဇင်ဟာရှေ့တန်းမှာသူ့လူတွေသေနေတာဟာအဲ့ဒီတော့ကရုရှားကာကွယ်ရေးဝန်ကြီးဇာဂေးရှရိုင်းဂူနဲ့စစ်ဦးစီးချုပ်ဗာလာရီဂီရာစီမော့ဖ်တို့ညံပြင်းမှုနဲ့ခင်းနောက်ကျမှုတွေကြောင့်လို့ဆွဆွဲပါတယ်။ဝဂနာအဖွဲ့ကိုခရိုင်မိကြောက်တွေတမင်ဖြတ်တောက်ထားတယ်ဆိုပြီးလဲလူသိရှင်ကြားဆဲဆိုခဲ့ပါသေးတယ်။ဒီလိုမကျေနပ်မှုတွေရှိနေတဲ့ကာလမှာပဲ2023ခုနှစ်ဇွန်လမှာရုရှားကာကွယ်ရေးဝန်ကြီးဌာနကဥပဒေအသစ်တစ်ခုထုတ်ပြန်လိုက်ပါတယ်။အဲ့ဒါကပုဂ္ဂလိကစစ်တပ်တွေအားလုံးဇူလိုင်လ1ရက်နေ့နောက်ဆုံးထားပြီးရုရှားကာကွယ်ရေးဝန်ကြီးဌာနအောက်မှာစာချုပ်ချုပ်ဆိုပြီးတွတ်သွင်းရမယ်ဆိုတဲ့အမိန့်ပါဒါဟာပရီဂေါဇင်လက်ထက်ကဝဂနာအဖွဲ့ကိုရုရှားစစ်တပ်ကအပိုင်သိမ်းပြီးသူ့ကိုအာဏာခွာထုတ်ဖို့လုပ်တာလို့ယုံကြည်တဲ့အတွက်ဒီအမိန့်ကိုပရီဂေါဇင်ကလုံးဝလက်မခံနိုင်ခဲ့ပါဘူးဒါကြောင့်ပဲတပ်ဖွဲ့ဝင်1000ဝန်းကျင်နဲ့အတူခရမ်လင်နန်းတော်ကိုပြန်လည်တော်လှန်ဖို့မော်စကိုမြို့တော်စီတင့်ကားတွေနဲ့ချီတက်ခဲ့ပါတော့တယ်ဒါဟာသမ္မတပူတင်ရဲ့တပ်တန်းတစ်လျှောက်အကြီးမားဆုံးတိတ်ခါကြစရာအာဏာသိမ်းဖို့ကြိုးပမ်းမှုကြီးဖြစ်ခဲ့ပါတယ်ဒီပုံစံမှုဟာ36နာရီတာကြာမြင့်ခဲ့ပြီးမော်စကိုမြောက်ခင်မှာပဲညှိနှိုင်းပြီးပြည်လည်သွားခဲ့ပါတယ်ဒီဖြစ်ရပ်ကနေ2လအကြာ2023ဩဂုတ်လ23ရက်နေ့မှာတော့ပရီဂေါဇင်နဲ့ဝဂနာထိပ်တီးခေါင်းဆောင်တွေစီးနင်းလိုက်ပါလာတဲ့တီးတန့်ချက်လျင်ဟာမော်စကိုမြို့ကနေပြန်တက်ပြီးမကြာခင်မှာပဲကောင်းကင်ထပ်မှတင်မတင်ကားပွဲပောက်ကွဲပြီးပြတ်ကျသွားခဲ့ပါတယ်ကမ္ဘာထောက်လှမ်းရေးတွေကတော့ဒါဟာခရမ်လင်နန်းတော်နဲ့ပူတင်ရဲ့နောက်ကျမှရောက်လာတဲ့ဂလက်စားချေမှုဖြစ်ပြီးလေရင်အသင်းထဲမှာဘုံတလုံးကြိုတင်ထည့်သွင်းဖောက်ခွဲခဲ့တာလို့ဝေဖန်ကြပါတယ်ပရီဂေါဇင်တည်ဆုံပြီးတဲ့နောက်အခုအချိန်မှာတော့ဝဂနာဟာပုဂ္ဂလိကစစ်တပ်မဟုတ်တော့ပဲရုရှားကာကွယ်ရေးဝန်ကြီးဌာနအောက်ကိုတရားဝင်သိမ်းပိုက်ခံလိုက်ရပါပြီအခုဆိုရင်သူတို့ဟာရုရှားနိုင်ငံရဲ့စစ်ဘက်ဆိုင်ရာဥပဒေတွေစစ်တပ်အမိန့်တွေကိုတိုက်ရိုက်လိုက်နာရပြီးရုရှားစစ်တပ်ရဲ့ထိပ်သီးဗိုလ်ချုပ်တွေရဲ့ကွပ်ကဲမှုအောက်မှာပဲရှိပါတော့တယ်ပရီဂေါဇင်ရှိစဉ်တုန်းကအထုပ်ထိပ်ကာလမှာအင်အား9000နီးပါးရှိခဲ့ပေမဲ့လက်ရှိမှာတော့အဖွဲ့ကြီးတစ်ခုလုံးပြိုကွဲသွားခဲ့ပါပြီ
လက်ရှိအင်အား9000ဝန်းကျင်သာရှိတော့တယ်လို့စစ်ရေးလေ့လာသူတွေကခန့်မှန်းကြပါတယ်။ယူကရိန်းမှာအင်အားအနည်းငယ်ပဲကျန်တော့ပြီးအများစုကတော့အာဖရိကတိုက်ကမာလီ၊လစ်ဗျားစတဲ့နိုင်ငံတွေမှာရုရှားအစိုးရရဲ့အကျိုးစီးပွားအတွက်ဆင်လွတ်ခံထားရတာဖြစ်ပါတယ်။ဒီလိုနဲ့ပဲဝဂနာဆိုတဲ့အဖွဲ့ဟာပရီဂောဇင်နဲ့အတူတမိုင်းမှာပြည်ဖုံးကားချခြင်းခံလိုက်ရပါတော့တယ်။ဒီနေရာမှာအရှေ့နဲ့အနောက်ရုရှားနဲ့အမေရိကန်နဲ့စစ်အင်အားပြိုင်နေကြတာမဟုတ်ပါဘူး။တရုတ်နိုင်ငံမှာလည်းသူတို့ရဲ့ကိုယ်ပိုင်ပုဂ္ဂလိကစစ်တပ်တွေရှိနေပါတယ်။အနောက်နိုင်ငံတွေကသူတို့ကို PMC လို့ခေါ်ပေမဲ့တရုတ်အစိုးရကတော့ PSC Private Security Company ဆိုတဲ့နာမည်ကိုသုံးနှုန်းပါတယ်။ PSC ကို1993ခုနှစ်လောက်ကတည်းကတရုတ်ပြည်တွင်းမှာစတင်ခွင့်ပြုခဲ့ပေမဲ့အဲ့ဒီကာလကဒီလုပ်ငန်းလုပ်တဲ့လူသိပ်မရှိခဲ့ပါဘူး။2013ခုနှစ်မှာသမရရှီကျင်းဖင်ရဲ့ပိုလန်မာချင်းစီမံကိန်း BRI ကိုအကောင့်ထဲပေါ်တဲ့အခါမှသာတဟုန်ထိုးများပြားလာခဲ့တာပါ။တရုတ်ကသူ့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်ဒီအဖွဲ့တွေကို2013ခုနှစ်နောက်ပိုင်းကစပြီးကမ္ဘာနိုင်ငံပေါင်း40ကျော်အထိဆင်လွတ်ခဲ့ပြီးပါပြီ။ဒီတရုတ် PSC ကုမ္ပဏီတွေဟာဥပဒေကြောင်းအရအရက်ဘက်အဖွဲ့အစည်းအဖြစ်နာမည်ခံထားကြပါတယ်။ဒါပေမဲ့တပ်ဖွဲ့ဝင်အများစုဟာတရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ် PLA ကနေအငြိမ်းစားယူထားတဲ့အထူးတပ်ဖွဲ့ဝင်ဟောင်းတွေအထူးရဲဟောင်းတွေနဲ့စနစ်တကျဖွဲ့စည်းထားတာပါ။ဒါအပြင်ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာ51%ကိုလည်းတရုတ်ကွန်မြူနစ်ပါတီ CCP ကပဲတိုက်ရိုက်ပိုင်ဆိုင်ထားတာပါ။ဒါကြောင့်မို့တရုတ်ကွန်မြူနစ်ပါတီရဲ့ကွပ်ကဲမှုကိုပဲအဓိကနာခံရတဲ့တပ်ဖွဲ့တွေလို့လည်းယူဆလို့ရပါတယ်။ဒီတပ်ဖွဲ့တွေမှာရုရှားရဲ့ဝဂနာ၊အမေရိကန်ရဲ့ Blackwater တို့နဲ့ကွာခြားတဲ့အချက်တွေလည်းရှိပါတယ်။တရုတ် PSC စစ်သည်တွေဟာနိုင်ငံခြားမြေပေါ်မှာလက်နက်ကြီးကန်ဆောင်ခွင့်နဲ့တိုက်ပွဲဝင်ခွင့်တွေကိုဥပဒေအရလုံးဝမပေးထားပါဘူး။သူတို့ဟာစက်ရုံတွေနဲ့ရေနံပိုက်လိုင်းတွေကိုကာကွယ်ဖို့သာတာဝန်ရှိတာကြောင့်ပေါ်ပါတဲ့ကိုယ်ပိုင်ကာကွယ်ရေးလက်နက်နဲ့လျှက်စစ်တုပ်တွေကိုပဲသုံးရပါတယ်။ဒါကြောင့်သူတို့ဟာဥပဒေအရမိခိုးရောင်နယ်မြေထဲမှာပဲလှုပ်ရှားကြရလိမ့်ရှိပါတယ်။ဒါပေမဲ့တချို့နိုင်ငံတွေမှာဒေသခံလုံခြုံရေးကုမ္ပဏီတွေရဲ့လက်နက်ကင်ဆောင်ခွင့်လိုင်စင်ကိုဂျားကန်အနေနဲ့အသုံးချတာမျိုးတွေလည်းရှိနေပါတယ်။ဒီတပ်ဖွဲ့တွေကိုမြန်မာပြည်ကကြောက်ဖြူရေနံစိတ်ကမ်းစီမံကိန်းတွေတရုတ်မြန်မာရေနံနဲ့တဘာဝတံငွေပိုက်လိုင်းကာကွယ်ရေးလုပ်ငန်းတွေမြစ်ဆုံစီမံကိန်းဝန်းကျင်တွေနဲ့လက်ပတောင်းတောင်တပ်တုတွင်းတွေမှာတွေ့ရပါလိမ့်မယ်။အဲ့ဒီမှာဒေသခံတပ်ဖွဲ့တွေနဲ့ပေါင်းဆက်ပြီးညှိနှိုင်းကာကွယ်မှုတွေလုပ်နေပါတယ်။ပါကစ္စတန်နိုင်ငံဘက်မှာလည်းစီးပွားရေးစင်ကြံ CPEC ကတရုတ်အင်ဂျင်နီယာတွေကိုပါကစ္စတန်စစ်တပ်နဲ့ပူးပေါင်းပြီးအထူးတပ်ဖွဲ့တွေအနေနဲ့ကာကွယ်ပေးထားပါတယ်။အာဖရိကတိုက်မှာရှိတဲ့ဆူဒန်၊ခင်ညာ၊ကာဇက်စတန်စတဲ့နိုင်ငံတွေမှာတရုတ်နိုင်ငံပိုင်ရေနံကုမ္ပဏီ CNPC တို့လိုလုပ်ငန်းခွင်တွေကင်ညာမှာရှိတဲ့တရုတ်ဆောက်လုပ်ရေးနဲ့မီးရထားလမ်းတွေကိုဒေသခံအစိုးရတပ်တွေနဲ့ပူးတွဲပြီးလုံခြုံရေးယူပေးနေပါတယ်။ပင်လယ်ရေကြောင်းအပိုင်းမှာဆိုရင်လည်းတရုတ်ကုန်တင်သင်္ဘောကြီးတွေကိုဆိုမာလီပင်လယ်ဓမြတွေရန်ကနေကာကွယ်ဖို့အတွက်လက်နက်ကင် PSC စစ်သည်တွေကိုသင်္ဘောပေါ်တင်ပြီးဆောက်ရှောက်မှုပေးထားပါတယ်။ အမေရိကန်ရဲ့ Blackwater ရုရှားရဲ့ Wagner ပြီးတော့တရုတ်ရဲ့ PSC တပ်ဖွဲ့တွေအထိဒီပုဂ္ဂလိကစစ်တပ်တွေအားလုံးရဲ့တူညီတဲ့အချက်ကတော့စစ်ပွဲတွေရှည်ကြလေသူတို့ကုမ္ပဏီတွေပိုပြီးကျွဲဝချမ်းသာလာလေဆိုတာပါပဲသူတို့ဟာကမ္ဘာအစိုးရတွေပေါ်တင်မလုပ်ရဲတဲ့ကိစ္စတွေဥပဒေပြင်ပကအလုပ်တွေကိုနောက်ွယ်ကနေဒေါ်လာဘီလီယံချီတဲ့ contract တွေယူပြီးလှုပ်ဆောင်ပေးနိုင်ပါတယ်ဒါကြောင့်မို့ခေတ်သစ်စစ်ပွဲတွေရဲ့နောက်ွယ်မှာတနက်ကင်ထားတဲ့စစ်သားတွေတင်မကပဲစစ်ပွဲကိုစီးပွားရေးတစ်ခုလိုကြိုးကင်နေတဲ့ပုဂ္ဂလိကကုမ္ပဏီကြီးတွေရှိနေတယ်ဆိုတာအထင်အရှားပါပဲအခုတင်ပြသွားခဲ့တဲ့အကြောင်းအရာတွေဟာကမ္ဘာရေးရာကိစ္စတွေမှာပုဂ္ဂလိကစစ်တပ်တွေရဲ့ပါဝင်နေမှုအခမ်းကဏ္ဍတွေပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာဒီထက်ပိုကျယ်ပြန့်တဲ့ကမ္ဘာရေးရာတွေကိုရနိုင်သမျှဆက်ပြီးတင်ဆက်သွားပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်